င်ကဘယ်လိုဖြစ်လဲ ရလားသပင်သားကုံသွားမယ်ပညာသားမကုံတဲ့လူတွေနဲ့တွေ့လာညာတော့ပြင်ကျွန်တော်လူကြီးလိုနေတယ်ဗျာတင်မှာအဖိုးကြီးဆိုပြီးပြောခံတယ်လူငယ်လိုလေးနေပြီးတော့သပင်ကအရန်ပျော်လုံးတယ်ပျော်လုံးတော့အလုံးရှုပ်ရတာမကြိုက်ဘူးဒီတိုင်းမြန်မြန်ဆန်ပြီးသွားမဲ့ဟာလေးမျိုးနေခြင်းလို့ ညံနေကြိုက်လေပေါ့ ဒါမျိုးကတော့မြန်နေကြိုက်တယ်ပေါ့ မညက်ပဲဒါဘယ်လောက်ကြာဝဲလဲ ကိုလာ ဘယ်လိုဖြစ်လို့ကိုလာတောင်ကြာသွားတယ် တင်မောပေါ်ရောက်နေတာလေတင်မောမှာအရင်တစ်ခေါက်ညှက်ပြီးတဲ့ဒီတစ်ခေါက်လုံးဝမညှက်တော့တာသပင်ကုံသွားမယ်ပညာမကုံမှာကြောက်နေ ညီတကဘယ်လိုဖြစ်သွားလို့လဲ ဒီလိုပါပဲတူသွားတာနည်းနည်းပဲဆိုနည်းနည်းကနေနည်းနည်းဖြစ်သွားတာအဲ့ဒီကမှတ်သွားတယ်လုံးဝသပင်ကိုအထိမခံတော့ရတယ်အရှိပဲညှက်ပဲပြန်ရောက်မှာပဲငါဆိုင်မှာသွားညှက်မယ် ဒါကဘယ်လိုပုံစံမျိုးသွားခြင်းလဲ လူငယ်ဆန်းကျင်တာအဓိကနေပြီးတော့တင်မှာအသက်မကြီးချင်ဘူး ကိုကအသက်က 27 တကယ်လားအဲ့ဘယ်လောက်ထိပြန်ငယ်ခြင်းလဲ 20 21လောက်တည်းမှာခလေးလို့ဆိုအဆင်ပြေပါတယ် မောင်လေးလုံးအောင် မောင်လေးတော့မလုပ်ချင်ဘူးမမရမကြိုက်ဘူးညီမလေးအုံလေးပဲ အဲ့ဆိုရင်ငယ်ပြီးအောင်ဆိုတော့ဘာကညက်မယ်တော့မပြောတော့ဘူးပြီးမှပဲကြည့်လိုက်တော့ ဂျုံနေဂျုံကြည့်လိုက်